ခါနာနေတော့ကျွန်တော်ရဲ့6မာဆယ်ကြီးတန်မောင်းလို့ကျွန်တော်2မိနစ်ပလန့်ရထောက်ပါတယ်ပြီးရင်10မိနစ်စီ side plan ညာဘက်ကို10မိနစ်ဘယ်ဘက်ကို10မိနစ်ထောက်ပါတယ်ကျွန်တော်ရဲ့ခါကြွက်သားတွေတန်မာလာပြီးရင်ကျွန်တော်ရဲ့ဘိုက်ကြွက်သားတွေလွယ်ကူဆုံးတဲ့အထိရောက်ဆုံးသိချင်တာလုပ်ပါတယ်ပြီးရင်ကျွန်တော်ရဲ့တင်ပါကြွက်သားတွေအတွက် resistant နဲ့လုပ်ပါတယ်ကွက်ချိန်90ထိုင်ပါတယ်ပြီးရင် meditation 7 မိနစ်လုပ်ပါတယ်